မကြောက်ခင်မှာတင်နဲ့ဇလန်းပြက်သွားပြီလို့ထင်နေတဲ့တင့် X ကတင့်စီကိုပြန်လာပါတော့မယ်ဟုတ်ပါတယ်တင်လုံးဝနားကြမမပါဘူး X ကတင့်စီပြန်လာတော့မယ်ဆိုတဲ့သတင်းကြားလို့လေတင်ပျော်ရတော့မယ်လို့ထင်သွားရင်တော့ဒီဗီဒီယိုလေးကိုအဆုံးအောင်ကြည့်ပါအောင်တင့်စီကိုအဆွတ်သွဲမလို့တာကြားပြီးဖြစ်တဲ့တင့် X စီကနေ Hi နေကောင်းလား Hi အဆင်ပြေလားဆိုတဲ့လေပြေလေးတွေနဲ့အစချီပြီးတင့်ရဲ့တည်ငြိမ်ပြီးနေတော့ကြည်နေပြီဖြစ်တဲ့တင့်ဘဝတွေကိုမုံတိုင်းထန်အောင်တဖန်ပြန်မှွေပါတော့မယ်ဘာကြောင့်ဒီလိုဖြစ်ရမှာလဲဆိုရင်တော့အခုတင်ရောက်ရှိနေတဲ့အချိန်ကာလဟာ February 26ရက်နေ့ကနေ March 20ရက်အတွင်းမှာဖြစ်တဲ့လူတွေအကြောက်ဆုံး Mercury retrograde ကာလဖြစ်နေလို့ပါပဲ Mercury retrograde ကာလရောက်ပြီဆိုရင်စက်တွေရည်တွေလွဲချော်မယ်စက်ပစ္စည်းတွေပြတ်မယ်ဒါရီတက်ပို့ဆိုတာကအတိတ်ကလူတွေ X တွေပြန်ပေါ်လာတာပါပဲဒီအကြောင်းတွေကိုအပြည့်အစုံသိချင်တော့ကျွန်တော်ရဲ့ရွယ် creation account ထဲမှာမကြခင်ကမှတင်ပေးထားတဲ့တင့်အခြေကြီးကိုဘယုတ်ပယက်ထီအောင်လုပ်တော့မယ် Mercury retrograde ဆိုတဲ့ခေါင်းစဉ်နဲ့ဗီဒီယိုလေးကိုရှာပေးကြည့်ရှုနိုင်ပါပဲအခုဒီဗီဒီယိုမှာတော့ Mercury retrograde ကာလရဲ့အကြော်ကြားဆုံးပြဿနာဖြစ်တဲ့ဒီကာလမှာ X တွေကကိုယ့်စီပြန်လာတာဘာကြောင့်လဲဘလို့ရင်းဆိုင်ရမလဲဘလို့ဆုံးဖြတ်ပြီးဘလို့ရှိဆက်ရမလဲဆိုတဲ့အကြောင်းအရာတွေနဲ့ဖြည့်ရှင်းဖို့နီလန်းကောင်းလေးတွေကိုမျှဝေသွားမှာဖြစ်လို့တင့်အတွက်အကျိုးရှိခဲ့မယ်ဆိုရင်ရွယ် creation ကို like follow subscribe လေးနှိပ်သွားဖို့လည်းမမေ့နဲ့နော်တင်ဟာ single ဘဝနဲ့အေးအေးချမ်းချမ်းနေသားကြကမှဒဏ်ရာတွေကိုကုစားပြီးကမှ Hi နေကောင်းလားဆိုတဲ့ message တစ်စောင်းနဲ့တင့် X ကပြန်ဝင်လာတဲ့အခါတင့်ရင်ထဲမှာမုံတိုင်းထန်သွားပြီလားဒါဟာသူတကယ်ပဲနောင်တရလို့လားဒါမှမဟုတ်တင့်ကိုထပ်ပြီးဒုက္ခပေးဖို့လားဒါမှမဟုတ် universe ကတင့်ကိုစာမေးပွဲစစ်နေတာလားဆိုတာအဖြေရှာကြည့်ကြရအောင်ပထမဆုံးမေးခွန်းကသူပြန်လာတာဟာကိုတန်ဘိုးကိုတိလို့လားဒါမှမဟုတ်သူ့ရဲ့လက်ရှိလူကမကောင်းလို့လားအမှန်တိုင်းပြောရရင် Mercury retrograde မှာပြန်လာတဲ့ X အများစုဟာသူတို့မှာအစင်မပြေမှုတစ်ခုခုရှိနေလို့ပြန်လာတာမျိုးကပိုများပါတယ်ဖြစ်နိုင်ခြေအများဆုံးကတော့နောက်လူကသူ့အပေါ်မှာတင်လောက်မကောင်းနိုင်ဘူးဆိုတာသူကိုယ်တိုင်ကိုယ်တွေ့ကြုံသွားရလို့ပါပဲဒါကြောင့်သူ့ရဲ့မကောင်းတဲ့နောက်လူနဲ့ရှင်မိကတင့်တန်မှုကိုတိလာပြီးတင်နဲ့ပြန်ပတ်သက်ချင်တာဖြစ်နိုင်ပါတယ်သူကငါအကျင့်တွေပြင်မာတော့မယ်ဆိုတဲ့ဂတိတွေနေမကြိုက်တာတွေကိုမလုပ်တော့ပါဘူးဆိုတဲ့စကားတွေနဲ့တင့်ကိုအချိုးသက်ပြီးအခွင့်အရေးတောင်းလာတဲ့အခါပေးတင်သလားဒီနေရာမှာသတိထားရမှာကလူတယောက်ရဲ့အကျင့်ဆိုတာရပ်ပိုင်းတွင်ပြင်ဖို့မလွယ်ပါဘူးအထူးသဖြင့် Mercury retrograde ကာလမှာပေးတဲ့ဂတိတွေဟာဂယိုသွားဂယိုလာပုံမှန်ပြန်ဖြစ်တဲ့အခါအရွယ်ပျော်သွားတတ်ပါတယ်သူကတကယ်ပြင်းနိုင်မှာလားဒါမှမဟုတ်တင်ကပဲအရင်လို့အနိုင်ကျင့်ခံအနစ်နာခံဘဝကိုပြန်သွားအောင်မလားဆိုတာခန်းစားချက်လေးဖေးချထားပြီးအုံနောက်လေးတုံပြီးစဉ်းစားတတ်ဖို့လိုပါတယ်နေမကြိုက်တာတွေငါမလုပ်တော့ပါဘူးဆိုတဲ့စကားနောက်ွယ်ကငါကြိုက်တာပဲငါလုပ်တော့မယ်ဆိုတဲ့သူ့စိတ်ထဲကအတန်ကိုလည်းတင့်တတိလေးနဲ့ကြားအောင်နားထောင်ကြည့်ဖို့လိုပါတယ်အန်အောစရာကောင်းတာတခုကစက်ကြဝါကသူ့ကိုပြန်လွတ်ဖေးတာဟာသူနဲ့ပြန်တွဲဖို့မဟုတ်ပဲဒီတစ်ခေါက်တော့တင်သူ့ကိုအပြတ်ဖြတ်နိုင်မလားဆိုတဲ့နောက်ဆုံးအခွင့်အရေးကိုပေးတာလည်းဖြစ်နိုင်ပါတယ်အရင်တုန်းကတင်ဟာအားနာလို့တန်ရောစင်ကြောင့်မပြတ်သားခဲ့ဘူးဆိုရင်အခုတခါပြန်တွေ့ချင်မှာတော့ငါမင်းမရှိလဲနေနိုင်နေမင်းရဲ့ toxic ဖြစ်မှုတွေကိုငါအဆုံးသတ်လိုက်ပြီလို့ပြောထွက်ဖို့အခွင့်အရေးပေးတာပါဒါဟာ toxic relationship ကိုအမြင့်ထက်ဖို့တင်နဲ့သူ့ရဲ့ဟိုလိုလိုဒီလိုလိုမပြီးပြတ်သေးတဲ့ဆက်ဆံရေးကိုလုံးဝအပြည့်ရှင်ဖြစ်ဖို့ universe ကပေးရဲ့ဒုတိယအကြော့အခွင့်အရေးပါပဲဒါကို karmic connection လို့ခေါ်ပါပဲသူနဲ့ကိုယ်နဲ့ကြားမှာတင်ငန်းစာမပြတ်သေးတာပြောထင်တာတွေမပြောရသေးတာမျိုးရှိရင်စက်ကြဝါကသူ့ကိုပြန်လွှတ်ပေးတတ်ပါပဲဒါဟာတင့်ကိုဒုက္ခပေးဖို့ထက်တင့်ဘလောက်တမ်းမှသွားပြီလဲဆိုတာကိုစမ်းသပ်ဖို့လည်းဖြစ်နေနိုင်ပါတယ် universe ကတင့်ရဲ့ resilience power စိတ်ဓာတ်ခိုင်မာမှုကိုစမ်းသပ်နေတာပါဒါဆိုဘာဆက်လုပ်မလဲဆိုတဲ့အဖြေကတော့ရှင်းပါတယ်နံပါတ်1ကအတိတ်ကအမားတွေကိုပြန်ကြည့်ပါပြဿနာကအရင်တိုင်းပဲပြန်ဖြစ်လာခဲ့ရင်တင်ထပ်ပြီးနာကျင်ဟိုခံနိုင်ရရှိဦးမလားအထူးသဖြင့်အခုကာလဟာ Pisces season တွင်မှာ Mercury retrograde ဖြစ်နေခြင်းကိုတစ်ဖက်လူကိုအပြစ်ကင်းစင်တဲ့နှက်သားနှက်သမီးလေးအထင်မှားအမြင်မှားဖြစ်အောင် Pisces energy ကတင့်ကိုမှားယွင်းတဲ့ဆုံးဖြတ်ချက်ဘက်ကိုတုံးပို့နေပါတယ်နံပါတ်2ကကိုယ်စင်ငယ်ဘဝကိုတန်ဖိုးထားပါတင်ခက်ခဲတီးဆောက်ထားတဲ့ငင်းချမ်းရေးကိုသူကြောင့်အပျက်စီးမခံပါနဲ့နံပါတ်3က retrograde ပြီးထိစောင့်ကြည့်ပါသူ့ကိုတကယ်အခွင့်အရေးပေးခြင်းနဲ့ဆိုရင်တော့ Mercury retrograde ကာလပြီးတဲ့အထိစောင့်ကြည့်ပါအဲ့ဒီအချိန်အထိသူတည်မြဲနေသေးလားသူ့ဂတိအတိုင်းတကယ်လုပ်သလားဆိုတာကိုအချိန်ကတက်တည်ပြပါလိမ့်မယ် Mercury retrograde ကာလမှာဝင်လာတဲ့ X မန်တများကအချိန်တစ်ခုမှပြန်ထွက်သွားတတ်တာကိုလည်းသတိထားပါ Mercury retrograde ကာလမှာတင်ဘဝကလူတယောက်ထွက်သွားတာ relationship တစ်ခုပြတ်ဆဲသွားတာဖြစ်ခဲ့တယ်ဆိုရင်ဒါဟာကောင်းတဲ့အပြောင်းလဲတစ်ခုပါပဲအလင်းစလိုဆုံးဖြတ်ချက်မချပါနဲ့သတိထားပါတင်ဟာအရင်ထက်ပိုတန်းမာနေပါပြီ universe ကတင့်ကိုစမ်းသပ်နေတာဟာတင်ထိုက်တန်တဲ့နေရာကိုရောက်ဖို့ပါအတိတ်ကလူဆိုတာသင်ငန်းစာတစ်ခုတာဖြစ်ရစေ
သင်ရှေ့ဆက်မဲ့ခလီကိုတားဆီးတဲ့ဝန်ထုတ်ပုံမဖြစ်ပါစေနဲ့ Mercury retrograde ကိုအေးအေးချမ်းချမ်းဖြတ်ကျော်နိုင်ကြပါစေဗျာဗီဒီယိုလေးကအကျိုးရှိရင် like နဲ့ share လုပ်ဖို့မမေ့ပါနဲ့အောင်နော်အားလုံးပဲငြိမ်းချမ်းကြပါစေဗျာ